တင်တဲ့တတာနဲ့လက်ဆောင်ကိုမျိုးရမယ်မန္တလေးကတသိန်း1000နန်းစမိတ်ကက်ကလပ်လေးပြန်ဖွင့်ပေးနေပါပြီနော်လက်ဆောင်အပြင်တင်တဲ့လာတဲ့အခါမှာလည်းဗပစ္စည်းမှယူလာကြမလို့ပါဘူးနော်အသားနဲ့တစ်ထက်တည်းကြားတဲ့မိတ်ကပ်လွတ်တွေကိုစနစ်တကျတတာဆရာကြလိမ့်တက်သွားနာမည်ကြီး USA brand ကိုရီးယား brand တွေကိုသုံးပြီးတော့ daily လို့နဲ့ဘွက်တက်လို့ဆိုပြီးတော့နှမျိုးတင်ပေးသွားပါမယ်လက်ဆောင်ပေးမဲ့ပစ္စည်းလေးတွေကမြက်ကပ်မှန်ရဲ့မိတ်ကပ်လိမ့်တဲ့ခါမှာလိုအပ်တဲ့ပစ္စည်းလေးမျိုးထူးရဲ့ face mask နဲ့တစ်ခါသုံးမျက်ခုံးရိပ်ထားရဲ့ပြီးရင် lip gloss လေးရဲ့နောက်တစ်ခုကတော့ရွှေရီတို့တင်ထောက်ကူပစ္စည်းအနေနဲ့သုံးသွားမယ်တင်နှန်းဆောက်ကလေးရဲ့ပေးသွားမှာပဲဖြစ်ပါတယ် Makeup Class School ဖို့ဆောက်ထဲမှာဆိုရင်တော့ရွှေရီတို့အခြေခံအနေစပြီးတော့အသေးစိတ်လေးတခြားလေးရှင်းပြပေးထားပါတယ်။ထိုင်ချင်းရှိလေးတက်နိုင်အောင်အတွက်ရွှေရီတို့ brush တွေကကစားတခြားလေးသိန်းကျော်တန်းနေအထိတောင်းပိုင်းကနေစပြီးတော့ပေါ့နော်ထားပေးပါတယ်။ရွှေရီတို့ဒီလိုမျိုးလုံးချဲတဲ့ဟာဆိုလဲအပြည့်စုံပါမယ်။စာမှတ်တဲ့အခါမှာဘောဝီနေရကစားတခါတည်းမှတ်လို့ရအောင်လို့ထားပေးထားပါတယ်။တင်နှန်းကတရက်ကို3နာရီခွဲ2ရက်တင်ပေးသွားမှာဖြစ်ပြီးတော့တင်နှန်းရဲ့ပထမရက်1နာရီခွဲကိုတော့စာတွေ့လေးအရင်တင်ပေးသွားပါမယ် basic ကလေးဖြစ်တာကြောင့်မလို့မျက်ခုံးမွေးကိုတေချာလေးဆွဲထက်သွားအောင်လို့အရင်တင်ပေးပါမယ်တင်နှန်းမှာထားပေးထားတဲ့ပစ္စည်းတွေကလည်းနာမည်ကြီး high up brand တွေပဲဖြစ်တာကြောင့်မလို့စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရွှေကလာတက်မဲ့တင်နှန်းသူရဲ့တဘာဝအလားလေးကိုပို့ပြီးတော့တိုးသွားအောင်တင်ပေးသွားမှာဖြစ်တယ်လို့ရွှေပေးရဲ့လက်ဆောင်ပစ္စည်းလေးတွေကိုပိုက်ပြီးတော့လှလှလေးအိမ်ပြန်လို့ရပါတယ်မျက်တောင်တို့ကိုလည်းဟိုးရင်ခက်ကလို့ထူထူပဲပဲကြီးမဟုတ်ဘဲနဲ့ဒီဇိုင်းစုံ size စုံပုံစံမျိုးစုံလေးထားပေးထားပါတယ်လိပ်စာလေးကတော့မစိုးရင်တိုက်တစ်ကိုတည်ရဟုတ်41လမ်း89လမ်းမှာရှိတဲ့မစိုးရင်တိုက်တဲ့အနောက်ဘက်မှာပါရွှေကြီးစီတင်နှန်းတက်ချင်တဲ့သူလေးတွေဆိုရင်ရွှေကြီးကိုစရံငွေလေးလွှဲပေးတာနဲ့တင်နှန်းလိပ်စာအသီးစာလေးပြောပေးပါမယ်နော်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်